This is your sign to run. မင်္ဂလာပါအချိန်ရတော့မနက်2နာရီခွဲလောက်တော့ရှိပြီပေါ့နော်ဒီချိန်နိုးနေတာခြားကြမပေါ့ကျွန်တော်ဒီ2နာရီ45ကျရင်လီဗာပူးပွဲလာဖို့ရှိတယ်လီဗာပူးပွဲကြည့်ပြီးသွားရင်ကျွန်တော်ဒီမနက်ဒီ U Running Club မြန်မာကျင်းပတဲ့ဒီ India Fan Run ပွဲရှိရပေါ့နော်အဲ့ဒီပွဲလေးကိုကျွန်တော်ပြီးသွားလို့ရှိရင်တော့ join ဖို့ရှိပါတယ်ဒီလီဗာပူးပွဲနည်းနည်းကြည့်ပြီးရင်ပေါ့နော်လီဗာပူးကနိုင်ပါမလားမသိဘူးဒီနေ့ကောဘယ်လိုပဲပြောအားပေးရမှာတော့ဒီ fan တယောက်တာဝန်ပဲပေါ့နော်လူဒါအမှန်တမ်းပြောဆိုလူအများစုကောင်းကောင်းမွန်မွန်နင်းနင်းချာချာအိပ်ပျော်နေတဲ့အချိန်ပါကျွန်တော်တို့ကတော့ကိုဒုက္ခကိုရှာတယ်ပဲပြောမလားတော့မသိဘူးပေါ့နော်ဟောကျွန်တော် deliver ဝယ်ကြည့်ပြီးအပြင်မှန်ခံတော့ပြေးလိုက်ပါအောင်မယ်ဒါပါပဲ let's get ready with me သူတို့စားထွက်မဲ့နေရာကြောက်ကြတော့ကျွန်တော်ဒီညကျွန်းတာပေါ့နော်ကျွန်တော်အိမ်နဲ့ဒီလိုလမ်းလျှောက်ပြီးတော့ပါဖြစ်ပါတယ်ဒီနေ့ဒီ U Running Club ကလုပ်တဲ့ပွဲอ่ะပေါ့နော်ကျွန်တော်သိရလောက်ကပထမဆုံးပန်းဝင်တဲ့ဘယ်နှစ်ယောက်လည်းမသိဘူးအဲ့ဒါကဒီသူတို့ကပေးမဲ့ဒီ shirt လေးကို gift ရမှာပေါ့နော်အဲ့ဒါဆိုင်ကျွန်တော်ရဲ့ 10kpr record ကျွန်တော်ပြန်ယူသွားနိုင်မလားကျွန်တော်သိချင်တာပါအရင် record ကတော့940ပေါ့နော်အခုတော့အရင် record ချိုးနိုင်မလားကျွန်တော်ကြောစားကြည့်ပါအောင်မယ် so 1, 2, 3, 4, 5, 6, 7, 8 M's in my bank account, yeah. In my bank account, yeah. နောက်ဆုံးအဲ့ရင်တော့ရလိုက်ပါတယ်ဒါပေမဲ့ PR တော့မရအောင်